ကျွန်တော်အခုရွာထဲမှာရှိတဲ့ organic တွေကိုလိုက်စားပြမှာဖြစ်ပါတယ်ကျွန်တော်နဲ့တူတူ organic တွေကိုလိုက်စားကြပါဦးအမျိုးတို့ရေကျွန်တော်တို့ organic အစ်စ်ကြီးတွေတွေ့ပြီဗျာရဲယိုသီးတွေအများကြီးပဲဗျာပြုတ်ခဲနေတာပဲသူကဝမ်းမီးကိုလည်းငိမ့်စေတယ်တဲ့ဗျာကျွန်တော်အခုဒီရွာမှာနာမည်ကြီးနေတဲ့ organic အသေးကိုစားရဖို့ကျောင်းထိုင်ဘုံကြီးမသိအောင်ကပ္ပိယာကြီးကိုလက်ဆောင်ပေးပြီးအကူအညီတောင်းနေတာပါဗျာကပ္ပိယာကြီးလမ်းညွှန်လိုက်လို့ organic အစ်စ်ကြီးတွေစားရတော့မယ်ဗျာကျောင်းထိုင်ဘုံကြီးမလာတင်တော့မြန်စားမရမယ်အမျိုးတို့လည်းစားကြပါအောင်ဗျာအမျိုးတို့ရေကျွန်တော်တော့ကန်ထူးပြီဗျာတကယ် organic ထန်းရည်စစ်ကြီးတွေတောက်ရတော့မယ်ဗျာမြို့တွေလိုစံစည်းရည်တွေရောမထားဘူးပြောတယ်ဗျာတောက်ကြပါအောင်ဗျာကျွန်တော်အခုဒီရွာရဲ့တကယ် organic အစ်စ်ကြီးကိုစားရဖို့ဒီကရွာသူမစားဘူးရဲ့အိမ်ကိုရောက်နေတာဖြစ်ပါတယ်ဗျာဒီတစ်ခါတော့အမျိုးတို့ကိုမကြွေးတော့ဘူးဗျာကဲအမျိုးတို့တကယ် organic အစ်စ်ကြီးကဘာလဲတော့ကျွန်တော်မသိရသေးဘူးဗျာဒီကမစားကားကတော့သူ့အခန်းထဲမှာရှိတယ်ပြောတယ်ဗျာကျွန်တော်အခုမစားကားနဲ့အတူ organic အစ်စ်ကြီးတွေတွားစားလိုက်အောင်နည်းနည်းတော့ငံပေမဲ့ကျွန်တော်စားဦးသမျှ organic တွေထဲမှာဒီ organic ကြီးကအကောင်းဆုံးပဲဗျာအမျိုးတို့ရေကျွန်တော်စားပြတဲ့ organic တွေကိုကြိုက်ရင် follow လေးအသေးလေးလုပ်ပေးသွားက